အားလုံးပဲတေချာကြည့်ထားကြပါနော်ဒါဟာကို့စော်လေးနဲ့ညစာစားပွဲမှာမပါမဖြစ်တဲ့ပွင့်လန်းဝေစာချမ်းသာခြင်းဟွာခိုင်ဖုကွဆိုတဲ့အတိတ်ပဲဆောင်တဲ့ဟင်းလျာတစ်ခွက်ဖြစ်ပါတယ်အပြင်မှာစားမယ်ဆိုရင်ဈေးကြီးပေးရပေမဲ့အိမ်မှာကိုယ်တိုင်လုပ်ရင်တော့ကုန်ကျစရိတ်ကအလွန်သက်သာပါတယ်အရင်ဆုံးအခွန်နွာထားတဲ့အာလူကိုအထူအပားညီညာတဲ့အချက်လေးတွေလှီးပြီးပါပြီးရင်စားတစွန်းထည့်ထားတဲ့ရေထဲမှာ10မိနစ်လောက်စိမ်ထားလိုက်ပါအာလူချက်လေးတွေကကွေးလိုက်ရင်ကျိုးမသွားပဲပျော့ပြောင်းနေပြီဆိုရင်တော့ရပါပြီရေစစ်ပြီးတော့မှကစီမုတ်ပါးပါးလေးလူးပေးပါအာလူတစ်ချက်ကိုအရင်ဆုံးကန့်လန့်ဖြတ်လိမ့်လိုက်ပြီးနှင်းစီပန်းပုံစံဖြစ်အောင်တစ်ချက်ချင်းစီထပ်ပတ်ပေးရပါမယ်။အောက်ချီမှာတော့ပုံစံမပြတ်အောင်သွားကြားထိုးလန့်လေးနဲ့ထိုးပြီးထိန်းထားလိုက်ရင်လှပတဲ့အာလူနှင်းစီပန်းလေးရပါပြီ။ပကံလုံးထဲမှာစက်ဥတစ်လုံးကိုတေချာခောက်ထားပါ။ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။မိတ်ဆွေတို့ရဲ့ဖုန်းမှာအားရှိသေးရင်တော့ကျမကိုအားပေးတဲ့အနေနဲ့ like လေးတစ်ခုလောက်ပေးခဲ့ဖို့တောင်းဆိုပါရစီနော်။စီပူပူမှာအာလူပန်းလေးတွေကိုထည့်ကြောပါ။အပြင်သားလေးတွေရွှေဝါရောင်တန်းပြီးချိုးလာပြီဆိုရင်တော့ဆယ်ပြီးပကံထဲမှာအလှပြင်ထားလိုက်ပါ။အိုးထဲမှာစီအနှဲငယ်ချမ်းပြီးအသင့်ဆက်ထားတဲ့ချူချင်း sauce ကိုထည့်ပါ။မီးပြင်းပြင်းနဲ့ sauce တီဖြစ်လာအောင်တီးပြီးရင်တော့အာလူပန်းလေးတွေအပေါ်ကိုအနှံ့ဆန်းလိုက်ရုံပါပဲအတွင်အပြင်ရောအရသာရောပြည်စုံနဲ့နှင်းစီအာလူကြော်လေးရပါပြီချူချူချင်းချင်းလေးမို့လို့အခုပဲမိသားစုကိုလှုပ်ကြွေးလိုက်ကြရအောင်